အာကာသယာဉ်တစ်စင်းဟာလကဘာစီကိုခရီးနှင်ပြီးကဘာမီကိုဘေးကင်းစွာပြန်လာဖို့ဆိုတာမိတ်ဆွေစိတ်ကူးကြည့်ဘူးပါသလား NASA ရဲ့ Artemis 2 mission မှာအာကာသယာဉ်မှူး၄ဦးဟာကဘာမီကိုဘလို့ပြန်ရောက်လာမလဲဆိုတာဒီဗီဒီယိုမှာဖော်ပြပေးသွားပါမယ်ဒီခရီးစဉ်ရဲ့အဓိကစိန်ခေါ်မှုတွေနဲ့ဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်ဖို့ဘလို့ပြင်ဆင်မှုတွေလုပ်ထားလဲဆိုတာမိတ်ဆွေသိလာရပါလိမ့်မယ် Orion အာကာသယာဉ်ဟာတနာရီကိုကီလိုမီတာ4000ကျော်နှုန်းနဲ့ကမ္ဘာလေထုထဲကိုပြန်ဝင်ရောက်လာပါတယ်။လေထုနဲ့ပွတ်တိုက်မှုကြောင့်အပူချိန်ဟာ Fahrenheit ဒီဂရီ9000နီးပါးအထိမြင့်တက်လာပါတယ်။ယင်ပတ်ပတ်လည်မှာပလာစမာတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာပြီးအာကာသယာဉ်မှုတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်စေပါတယ်။ Orion မှာအပူဒဏ်ကိုကာကွယ်ပေးတဲ့အပူကာကွယ်မှုလွှာပါရှိတာကြောင့်အာကာသယာဉ်ဟာလေထုထဲကိုပြန်ဝင်ရောက်လာနိုင်ပါတယ်။ဒါပေမဲ့ဒီအပူဒဏ်ကြောင့်ဆက်သွယ်ရေးခဏတာပြတ်တောက်သွားပြီးအာကာသယာဉ်မှုတွေဟာပြတင်းပေါက်အပြင်ဘက်မှာပလာစမာမီးတောက်တွေကိုမြင်တွေ့ရပါတယ်။ဒီလိုဆက်သွယ်ရေးပြတ်တောက်သွားချိန်မှာအာကာသယာဉ်မှုတွေဘလို့ခံစားရမလဲဆိုတာမိတ်ဆွေစဉ်းစားကြည့်နိုင်ပါတယ်။ဆက်သွယ်ရေးပြန်လည်ရရှိလာတဲ့အခါ Orion ရဲ့လေထီး12ခုဟာအဆင့်လိုက်ပွင့်လာပြီးယင်ရဲ့အရှိန်ကိုနှေးကွေးစေပါတယ်။ဒီလေထီးတွေဟာအာကာသယာဉ်ကိုတနာရီကီလိုမီတာ30အောက်အထိနှေးသွားအောင်ကူညီပေးပါတယ်။ဒီလိုတိကျတဲ့စနစ်တွေကပဲအာကာသယာဉ်မှုတွေကိုဘေးကင်းစွာကမ္ဘာမြေစီပြန်ရောက်စေတာပါ Orion အာကာသယာဉ်ဟာ Pacific သမုဒ္ဒရာထဲကိုဘေးကင်းစွာဆင်းသက်တဲ့အခါကယ်ဆယ်ရေးအဖွဲ့ရဲ့အခမ်းကဏ္ဍကစတင်လာပါတယ်ဒီအဖွဲ့မှာ NASA ကျွမ်းကျင်သူတွေနဲ့အမေရိကန်ရေတပ်သားတွေပါဝင်ပါတယ်သူတို့ရဲ့အဓိကရည်မှန်းချက်ကတော့အာကာသယာဉ်မှုတွေနဲ့ယာဉ်ကိုအောင်မြင်စွာပြန်လည်ခေါ်ဆောင်ဖို့ပါပဲဒီကယ်ဆယ်ရေးအဖွဲ့ကိုဦးဆောင်တာကတော့ Lily Villarreal ဖြစ်ပါတယ်သူမဟာ Artemis 2ရဲ့ကယ်ဆယ်ရေးဒါရိုက်တာဖြစ်ပြီးအာကာသယာဉ်မှုတွေဘေးကင်းဖို့တာဝန်ယူရပါတယ်။ဒီတာဝန်ရဲ့ဖိအားတွေကကြီးမားလှပေမဲ့လီလီဟာသူမရဲ့အလုပ်ကိုအပြည့်အဝမျှနှိုးပါတယ်။လီလီရဲ့အဖွဲ့ဟာအရေးပေါ်အစီအစဉ် Plan B, Plan C အမျိုးမျိုးကိုပြင်ဆင်ထားပါတယ်။ဥပမာအာကာသယာဉ်မှုတွေဟာမစ်ရှင်စတင်ပြီးချင်းချက်ချင်းဖြတ်သိမ်းရမယ်ဆိုရင်ဘာလုပ်မလဲ။တတ်မှတ်နေရာကနေလမ်းကြောင်းတွေးဖြီပြီးဆင်းသက်ရင်ဘာလုပ်မလဲ။ဒီလိုမေးခွန်းတိုင်းအတွက်အဖြေရှိဖို့ကလီလီရဲ့တာဝန်ပါစင်တက်ဖို့2နာရီအလိုလောက်မှာကယ်ဆယ်ရေးဖွဲ့ရဲ့ဆက်လီတွေနဲ့ရဟယင်တွေဟာစင်တက်မဲ့နေရာကိုရောက်နေပါပြီနောက်ဆုံး10မိနစ်ဟာအရေးကြီးဆုံးအချိန်ဖြစ်ပြီးအာကာသယာဉ်စင်တက်ချိန်မှာလေထီးအိတ်တွေနဲ့အခြားအပျက်စီးတွေကျလာနိုင်တာကြောင့်အဖွဲ့ဟာလုံခြုံတဲ့အကွာဝေးမှာရှိနေရပါတယ် Orion ဆင်းသက်ပြီးတာနဲ့ကယ်ဆယ်ရေးအဖွဲ့ဟာအန်ဒီရဲ့အကဲဖြတ်မှုတွေကိုပြုလုပ်ပါတယ်ဥပမာအာကာသယာဉ်ရဲ့အေးပေးစနစ်ကအမိုးနီးယားထက်ငွေ့တွေထွက်နိုင်တာကြောင့်လေထုအရည်သွေးကိုစစ်ဆေးပါတယ်။ဘေးကင်းနေလို့တေးချပြီးဆိုမှအာကာသယာဉ်မှုတွေအတွက်တခါဖွင့်ပေးပါတယ်။အာကာသယာဉ်မှုတွေဟာအာကာသထဲ10ရက်ခန့်ကြာပြီးကမ္ဘာမြေဆွဲအားနဲ့ပြန်လည်အသားကျဖို့ခက်ခဲနိုင်ပါတယ်။ဒါကြောင့်ကယ်ဆယ်ရေးအဖွဲ့ဟာရေပေါ်မှာပေါ်လောပေါ်နေတဲ့ဖောင်းတိုင်းရှေ့ဆောင်ကုန်းဘက်ကိုရင်တကားဝမှာဖွင့်ပေးပါတယ်။အာကာသယာဉ်မှုတွေအဲ့ဒီပေါ်မှာစောင့်ပြီးစီးစစ်မှုတွေပြုလုပ်ပါတယ်အာကာသယာဉ်မှုတွေကဲတင်ပြီးတာနဲ့လီလီရဲ့နောက်ဆောင်တာဝန်က Orion ယာဉ်ကိုပြန်လည်ဆယ်ယူဖို့ပါတယ်။ကယ်ဆယ်ရေးတင်ပေါ်မှာပါရှိလေ crane နဲ့ယာဉ်ကိုတင်ပေါ်တဲ့ဆွဲတင်ပါတယ်။ Orion ဘေကင်းစွာတင်ပေါ်တဲ့ရောက်သားနဲ့အဖွဲ့ဟာ San Diego စီကိုဦးတည်ပြီးပြန်လာပါတော့တယ်။လီလီကအရေးကြီးဆုံးစင်ခေါ်မှု3ခုရှိတယ်လို့ပြောပြပါတယ်။ပထမတစ်ခုကလေထီး3ခုလုံးကောင်းကောင်းပွင့်မပွင့်ဆိုတာပါ။ဒုတိယကအန်တီရဲ့ကေးဖြတ်မှုကဘေးထင်းရလာဆိုတာနဲ့တတိယတစ်ခုကတကားဖွင့်မှုအဆင်ပြေမပြေဆိုတာပါပဲအာကာသယာဉ်မှုတွေရဟတ်ယာဉ်ထဲရောက်မှပဲသူမစိတ်အေးနိုင်မယ်လို့ဆိုပါတယ် NASA ဟာ Underway Recovery Test စနစ်ကျင်ပြုလုပ်ခဲ့ပြီးတစ်ခါထက်တစ်ခါပုံမရှုပ်ထွေးတဲ့အခြေအနေတွေကိုလေ့ကျင့်ပါတယ်စမ်းသပ်မှုတွေအတွက် Orion ရနဲ့တူတဲ့ Crew Module Test Article ကိုတိစောက်ခဲ့ပြီးဒုမတို့က Veda လို့အချစ်နမည်ပေးထားပါတယ်ဒီရန်နဲ့စစ်မှန်တဲ့အခြေအနေမျိုးကိုအနည်းဆက်ဆုံးတူအောင်လေ့ကျင့်ကြတာပါအာကာသယာဉ်မှူး Victor Glover ဟာကယ်ဆယ်ရေးအဖွဲ့ကိုအထူးတလဲကျေးဇူးတင်ကြောင်းပြောခဲ့ပူပါတယ်အဖွဲ့သားတိုင်းဟာသူတို့ရဲ့အလုပ်ကိုမျက်နှိုးပြီးအနစ်နာခံကြပါတယ်ဒီလိုစေတနာနဲ့လုံဆောင်တတ်တဲ့စိတ်ဓာတ်တွေကြောင့်ပဲခက်ခဲတဲ့လုပ်ငန်းစဉ်တွေကိုကျော်လွှားနိုင်တာဖြစ်ပါတယ်လီလီဟာ Artemis mission ကိုအင်္ဂါကရင်စီလူသားတွေတွားရောက်နိုင်ဖို့အတွက်ခြေလမ်းတရအဖြစ်ရှုမြင်ပါတယ်ဒါဟာလူသားမျိုးနွယ်အတွက်အန်တော်စရာကောင်းတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးသူမကိုယ်တိုင်ဒီခီးစဉ်ရဲ့တစိတ်ပိုင်းထရတာကိုဂုဏ်ယူနေပါတယ်သူမရဲ့အဖွဲ့ဟာအာကာသယာဉ်မှုတွေကမ္ဘာမြေကိုဘေးကင်းစွာပြင်းထန်လာမယ့်အချိန်ကိုအမြဲတမ်းစောင့်မျှော်နေမှာပါ